ရောင်ကြားတစ်ယောက်ကကိုဝင်ဆောင်တယ်တွေလိုမနှက်ခင်းမှာအန်ဂျင်တလို့ဖြစ်ပြီးချင်နာတွေတောက်တနေတာဒါဟာဖြစ်နိုင်ပါမလားဒီ CEO မှာဘလို့လျှို့ဝှက်ချက်တွေရှိနေတာလဲပြီးတော့သူနဲ့အာယုံခံစားမှုချင်းတူနေတဲ့မိန်းကလေးတစ်ယောက်သူတို့ကြားကလျှို့ဝှက်ချက်ကခမားတို့ကိုအံ့ဩသွားစေပါလိမ့်မယ်တနေ့မှာ CEO ဟာအကြောင်းပြချက်မရှိဘဲခဏခဏအန်ပြီးချင်နာတွေစားချင်နေပါတယ်အိမ်ဖော်ကနောက်ပြောင်ပြီးဒါကိုဝင်ဆောင်လက္ခဏာပဲလို့ပြောတဲ့အခါသူဒေါသထွက်သွားခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူသတိရသွားတာကသူနဲ့အဲ့ဒီမိန်းကလေးဟာအာယုံခံစားမှုချင်းဖလှယ်မိထားတာပဲဖြစ်ပါတယ်အထိပ္ပယ်ကတော့သူအန်နေရတာဟာသူမမှာကိုဝင်ရှိနေလို့ပေါ့စစ်လိုက်တဲ့အခါမှာတော့တကယ်ပဲအမွာကိုဝင်ရှိနေတာကိုသိလိုက်ရပါတယ် CEO ကပြောနေပေမဲ့မိန်းကလေးကတော့မပြောနိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့အိမ်တော်ရေးကလှုပ်ဝက်ချက်ဖြစ်နေတယ်လို့ CEO မှာလည်းကတ်တွင်နေတဲ့စစ်ဆက်ထားသူတယောက်ရှိနေလို့ပါပဲ CEO ကသူမကိုကလေးမွေးတဲ့တန်ကိုငါခံနိုင်တယ်မကြောက်ပါနဲ့လို့အားပေးစကားပြောတဲ့အခါမိန်းကလေးကတော့အထင်လွဲသွားပါတယ်သူကပတ်စံပေးပြီးကလေးမွေးခိုင်းတယ်သူ့အာယုံခံစားမှုအတွက်ပဲသူကြည့်တယ်လို့ထင်သွားတာပါနောက်ဆုံးမှာတော့ဖျားနာနေတဲ့အမေဖြစ်သူရဲ့စေကူတာစေးအတွက်သူမကလေးမွေးပေးဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့ဒီသတင်းက CEO ရဲ့မနာလိုတက်တဲ့စစ်ဆက်ထားသူစီကိုရောက်သွားပါတော့တယ်အဲ့ဒီစစ်ဆက်ထားသူကသူမရဲ့အိမ်ဖော်ဖြစ်တဲ့မိန်းကလေးရဲ့အမေကိုခေါ်ပြီးနေ့သမီးကိုကလေးဖြတ်ချခိုင်းပြီး CEO နဲ့ကွာရှင်းခိုင်းဆိုပြီးအမိန့်ပေးလိုက်ပါတော့တယ်အမေဖြစ်သူကနေမကောင်းဟန်ဆောင်ပြီးသမီးကိုအိမ်ခေါ်ကကလေးဖြတ်ချဖို့အတင်းအကျပ်ဖိအားပေးပါတယ်ကိုမြေးတွေအပေါ်ဘာလို့ဒီလောက်ရက်ဆက်ရတာလဲလို့ငိုယုံမေးပေမဲ့အမေဖြစ်သူကတော့နှစ်လိုအစင်တန်းနေတဲ့သူက CEO နဲ့မတန်ဘူးဆိုပြီးရိုက်နှက်ဖို့အထိကြိုးစားပါတော့တယ်အခြေအနေတွေဆိုးရွားနေချိန်မှာပဲ CEO ရောက်လာပြီးအမေဖြစ်သူကိုတွန်းထုတ်ကသူမကိုကာကွယ်လိုက်ပါတယ်ခမ ्या ကဘာမို့လို့ငါမိန်းမကိုဒီလိုလုပ်ရတာလဲဆိုတဲ့ CEO ရဲ့အော်ဟစ်တန်နဲ့အတူသူမကိုခေါ်ထုတ်သွားခဲ့ပါတယ်မိန်းကလေးဟာ DNA စစ်တမ်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဘာလို့သူ့အမေကသူ့အပေါ်ဒီလောက်ထိရက်ဆက်ခဲ့ရလဲဆိုတဲ့အမှန်တရားကိုသိသွားပါတော့တယ်အကြောင်းရင်းကတော့သူမဟာအဲ့ဒီမျိုးသမီးရဲ့သမီးရင်းမဟုတ်လို့ပါပဲဒါဆိုသူမရဲ့မိဘအရင်ကဘယ်သူဖြစ်မလဲဒီရုပ်ဝက်ချက်ကြီးကဘလို့ဆက်ဖြစ်မလဲဆိုတာသိချင်ရင်အသေးလေးပေးပြီး follow လုပ်ထားကြအောင်နော်နောက်ထပ် part 8ကိုအမြန်ဆုံးကြည့်ချင်ရင်တော့ comment မှာ part 8လို့ရေးပေးခဲ့ပါဦး